အားလုံးပဲမင်္ဂလာပါအခုပြောပြပေးပါကတော့ဒိန်းကြရဲ Queen GN series ရဲ့အပိုင်း၄မှာဇက်အိမ်လေးဘယ်လိုတိဆောက်ထားလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဇလန်တွေတစ်ခုလုံးကအဓိကဇက်ကောင်နှစ်ဦးဖြစ်တဲ့ Queen နဲ့ Bonita တို့ရဲ့ဆက်ဆံရေးမှာချိုမင်ချင်းနဲ့နာကျင်ချင်းတွေကိုတစ်ချိန်တည်းမှာတွေ့မြင်ရပါတယ်ဇက်ဝင်ခန်းတစ်ခုမှာ၎င်းတို့နှစ်ဦးဟာကြောချင်းကက်လျက်ထိုင်နေကြပေမဲ့အချင်းချင်းမကြည့်ကြတာဟာရုပ်ပိုင်းဆိုင်ရာအရာနီးကပ်ပေမဲ့စိတ်ခံစားမှုပိုင်းအရာဝေးကွာနေပြီးတဖန်နာကျင်ရမှာကိုကြောက်ရွံ့နေကြတာကိုပြသနေတယ်လို့ပြည်သက်တွေကမှတ်ချက်ပေးကြပါတယ်။ Queen ဟာဘိုးကိုသဘောကျနေပေမဲ့သူ့ရဲ့လှုပ်ဆောင်ပုံတွေကလမ်းပါနာကြီးတဲ့ချမ်းသာသူတယောက်လိုဖြစ်နေတော့မှာပဲ။သူကဘိုးကိုတောင်းပန်ပါလို့ပြောခိုင်းတာမျိုးဒါမှမဟုတ်ဘိုးကသူတောင်းပန်ခဲ့တယ်လို့သူ့စိတ်ထဲမှာထင်နေတာမျိုးတွေရှိပါတယ်ဒီလိုလုပ်ရက်တွေက Queen ဟာအခြေအနေကိုပြန်လဲထိချုပ်လိုစိတ်ကိုပြသနေပါတယ်ဘိုနီတာဟာ Queen ရဲ့မတရားပြုမှုတွေကိုသိခံနေုံသာမကပဲ Queen ကိုပြန်လဲယုံကြည်မှုရဖို့အတွက်နဲ့အတင်းအကျပ်အပြုအမူတွေထပ်မလုပ်ဖို့တတိပေးတဲ့အနေနဲ့ Queen ကိုယိုသေးမှုရှိဖို့ပြောဆိုခဲ့တာမျိုးလည်းရှိပါတယ်ဘိုးဟာကူရမဲ့သူမဟုတ်ပဲသူ့ကိုယ်သူခုခံကာကွယ်နိုင်တဲ့တသက်ရှိသူအဖြစ်လဲမြင်တွေ့ရပါတယ်ဇလန်မှာ Queen နဲ့ဘိုးတို့ရဲ့စိတ်ခံစားမှုဆိုင်ရာအခြေအတင်စကားများမှုတွေများပြားပင်မဲ့ဒီဖြစ်ပျက်တွေကသူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုပုံမနှဆိုင်လာအောင်တဖြည်းဖြည်းနဲ့တိဆောက်နေတာကိုတွေ့ရပါတယ်။ဘိုးဟာသူ့ရဲ့ခက်ခဲတဲ့ဘဝအရက်နဲ့လောင်ကစားဆွဲနေတဲ့မိခင်နဲ့အိမ်ကြီးချင်းခံရဲ့အနှောက်အယှက်များကနေလွတ်မြောက်ဖို့အတွက် Queen ရဲ့အကူအညီကိုရရှိနေပါတယ်။ဒိန်ကြတဲ့ Queen GN series ရဲ့အပိုင်းလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်